ဒီတော့ဘန်ကောက်မှာ second market ပေါ့ဈေးပေါ်တဲ့ market ပေါ့အဲ့ကိုပန်းရောက်လာကိုစီးရတယ်ပေါ့နော်အနည်းဆုံးပေါ့အဲ့ဈေးကိုတော့ဒီတော့မရဘူးပန်းရောက်လာစီးပြီးတော့အဲ့ PK 24နဲ့ PK 25မှာကြိုက်တဲ့နေရာမှာဆင်းလို့ရတယ်ဒါပေမဲ့ကျွန်တော်အဲ့ဒီ PK 25မှာဆင်းခဲ့တယ် exit number 4ကနေဆင်းပြီးတော့အမှဘော9ရဲ့အဲ့ဈေးပဲရှိပါတယ်အဲ့ဒါဘောနဲ့9ဝါပေါ့ဗျာ9ဝါတယ်ဒါဒီဈေးရဲ့ဒီပေါ့နော်ဆက်ရင်ဒီဝဲပေါ့အဲ့ဈေးက second ဒီစီးပေါ့နော်လွယ်80ပါကိုရောင်းတယ်တော်ကိုတန်တဲ့ဈေးပေါ့နော်ဟိုမှာချစ်တဲ့ကျွန်တော် budget ချွေတာရဲ့လူတွေဆိုရင်ဒီဈေးကိုလုံးဝသွားတင်ပါတယ်ဈေးမှာအမှကျွန်တော်ပြမှာအုတ်ထုတ်တွေဆိုရင်150ရှိရယ်250ရှိရယ်ဒါလက်အိတ်တွေပေါ့နော်အုတ်ထုတ်ဆိုင်လက်အိတ်တွေ150ရှိရယ်ဒါအုတ်ထုတ်250အုတ်ထုတ်နဲ့ကြီးရယ်ပေါ့ဗျာအမှ60တန်တွေလည်းရှိတယ်200လည်းရှိတယ်ဒီ Nicky Air Editor ဆိုရင်အပြင်မှာအသစ်ပေါက်စီကအနည်းဆုံး2000 3000ခါလေး6000တောင်ရှိတယ်အမှလွယ်တွေလည်းရှိရယ်ဖနက်ဆိုရင်တော်ကိုကျွန်တော်ကြိုက်တဲ့ဘောနော်တော်တော်သဘောကျရပါလို့လဲဆိုတော့ဖနက်ကလုံးဝ brand တွေပဲဟိုမှာ250ဒါ250ပေါ့နော်တခါလေးဆိုရင်အဲ့ထက်ပေါ်တဲ့180တွေပဲရှိတယ်အခုနောက်ဗီဒီယိုမှာပြတယ်ပေါ့နော်ကျွန်တော်ဖနက်တော့ဒီနေ့တော့မဝယ်ခဲ့ဘူးဘာလို့လဲဆိုတော့ကျွန်တော်အဲ့ second စီးကနေဖနက်ဝယ်ထားတာ300လောက်ရှိပြီဆိုတော့ဖနက်တွေလည်းများနေဒီအဲ့9ဘတ်တန်အဝတ်ဆိုအရန်ကိုတန်ပါတယ်ဘာလို့လဲဆိုတော့9ဘတ်ပဲရှိတယ်နော်ကြိုက်တယ်ရွေးထိုင်ပြီးတော့ထိုင်ကုန်လဲရှိတဲ့ချက်ထိုင်ရွေးဒါ laptop တွေပါတယ်ပေါ့နော်ဈေးကတော့မကတ်ထားဘူးဒါဆိုရင်9ဘတ်ဒီဘက်က10ဘတ်ဒီဘက်က20ဆိုဂျင်းပေါင်းမီတွေရမယ်အစုံရမယ်ပေါ့နော်ပြီးတော့အမှဆို skateboard တွေရော TD တွေရောအမှ badminton တွေရောဆိုမဲ့ပြီးတော့အမှခီးသွားအိတ်တွေရော fancy ပစ္စည်းတွေရောပေါ့နော်အယုတ်တွေရောအဲ့ခေါင်းစဉ်လာရုပ်ဆိုရင်ဒါဈေးကြီးတဲ့ထဲမှာပါတယ်ဒါပေမဲ့သူတို့ဘယ်လောက်ရအောင်လဲတော့မသိဘူးကျွန်တော်ထင်တာလုံးရ100ပေါ့100သုံးဖို့100အောက်တော့ဖြစ်နေတယ်ဒါကတော့ slipper ရိုး shoe တွေပေါ့နော်ဒီဖက်နက်ဆိုရင်ဒါ air လေအဲ့ဖက်နက်လေးဆိုအရင်လှတယ်ရောင်းစီကတော့အမှတော့သူတို့မရေးထားတော့ရေးထားတဲ့နေရာကဒါ180နှစ်ခုကို300ပေါ့နော်ဒီကကြောက်စိမ့်ဖန်တွေပေါ့ကြောက်စိမ့်တွေ100လောက်ပဲ100 200လောက်ပဲရှိပါတယ်အမှပစ္စည်းတွေဗျာအများကြီးပဲမတတ်စေတယ်မဲ့အဲ့အရန်တန်ကအဲ့10 20ကအရန်ဟုတ်တန်ပါတယ်ဖက်နက်ဆိုရင်လည်းတကယ်ဟိုအဟောင်းတောင်ဒါဆို fancy ပစ္စည်းပေါ့ကျွန်တော်ဝယ်ခဲ့သေးတယ်30နဲ့နှစ်ခုဒါ10နဲ့အဝတ်စားတွေဒီဗီဒီယိုလေးအမြန်ရိုက်ပေးရပါလို့ဆိုတော့အကြာကြီးဖြစ်နေမှာဆိုလို့လေအားကြောင့်ချင်းတကယ်ရမ်းကြည့်ချင်တဲ့နေရာဘက်ကို post နေပြီးတော့နည်းနည်းလေးဘောလုံးစုံလေးဆွဲကြည့်ရပို့ပြီးတော့စင်ပြေပေါ့နော်နောက်ဒီ second စီးမှာအသစ်တွေလည်းရောင်းတယ်ပေါ့နော်အသစ်တွေရောင်းတယ်ဆိုဟိုဘက်အချမ်းပါပေါ့ဒါပေမဲ့အသစ်တွေကတော့ကျွန်တော်အာမပေးဘူးဘာလို့လဲဆိုတော့ဘယ်လိုပြောမလဲဒါကတော့ကြက်ကြော်တွေပေါ့နော်ဈေးတော်တော်ပေါ်ပါတယ်တော်တော်ပေါ်ရလို့ပြောရမယ်အသစ်ကိုအာမပေးဘူးဘာလို့လဲဆိုတော့အသစ်တွေက quality လို့သိမကောင်းပြီးတော့ဈေးကလည်းနည်းနည်းများတယ်ပေါ့နော် second နဲ့ရှင်ဘာမှမဆိုင်ဘူးပစီဝဲသားလည်း20ပေးလိုက်ရတယ်ဗျာနှမျိုးလည်းဒါဟုတ်လဲဆိုတော့20ဆိုရင်ဝတ်စားကောင်းကောင်းထဲတော့ဝယ်လို့ရတယ်တော့ငါးဘတ်တန်ဆို4တဲ့တောင်ဝယ်လို့ရတယ်ဟုတ်ဒီကတော့ကုတ်တွေပေါ့နော်ကုတ်ဟိုဂျန်နမစုတွေဆိုဒီဇိုင်းရှိတယ်ဒါပေမဲ့ဈေးလည်းအရင်မကြည့်ပါဘူးဒီကတော့150ဗျာဒါဆိုတစ်ထုပ်လုံးမှ150အဲ့ထဲမှာကိုအရောက်လို့ဖောက်လိုက်ရင်ကန်ကောင်းရင်တန်မိုးကြီးတိုင်းပါလာတယ်ဒါကတော့100တန်ပေါ့ဒီဘက်ကကျတော့ဒီဘက်က1 set ပေါ့ဒါကစပိန်တွေရောင်းတယ်အခုဒီဘန်ကောက်မှာနေရလူတွေဆိုရင်စပိန်ဆိုရင်ဒီလို second စီးမှာလာဝယ်တာပို့ပြီးတော့တန်တယ်ပေါ့နော်ဈေးကစနေတနင်္ဂနွေဆိုရင်တော့ပိုစုံတယ်ပေါ့နော်ဒီနေ့ကတော့တနင်္ဂနွေနေ့တင်တယ်ကျွန်တော်တင်တယ်အဲ့ဒါကျွန်တော်ဒီနေ့လည်းပြရမှာပေါ့နော်
ဒါပေမဲ့ကျွန်တော်တော့လည်းဟိုနည်းနည်းနောက်ကျနေကျွန်တော်တော့4နိုင်လောက်4နိုင်ခွဲ5နိုင်လောက်ဖြစ်နေအမှဒါတော့သူတို့ရဲ့ဒီအယုတ်တွေပါတွေဟောတော့အမှဖက်နက်တွေကလည်းအခုဒီဘက်တမှာလည်းရောင်းတယ်ဒီဘက်ကဖက်နက်တွေကပိုတော့မှတက်တာသေးတယ်ဒီအင်ဂျီကတရားပဲဒါပေမဲ့ဟိုစတစ်ကာကြိုက်တဲ့လူတွေဆိုစင်ပြီးတယ်ဒါပေမဲ့တရားနေကြတော့ second စီမှာနည်းနည်းများတယ်ပေါ့ဗျာစီများတယ်ပေါ့ဒါ quality တော့ကောင်းပါတယ်ဒါတွေကတော့ဒါတွေကအသစ်တွေရှင်တာပဲဘာလို့လဲဆိုတော့ make up တွေပါတယ်ဆိုတော့ clip တွေပါတယ်ဆိုတော့အသစ်တွေထင်တာပဲလက်တော့ရလည်းရောင်းတယ်ပြီးတော့ဒါကတော့ဒီဆိုင်ကဗျာဒီဆိုင်အစုံရောင်းတဲ့ဆိုင်အယုတ်တွေရောဖက်နက်တွေရောအင်ကြီးရောကပတ်တွေရောအဲ့လိုမျိုးအကုန်ရောင်းတဲ့ဆိုင်ပေါ့နော်ကျွန်တော်ဒီဆိုင်ကအတန်ဟိုဒီကျွန်တော်ရဲ့ original video ရဲ့ volume ကို short လိုက်တယ်ဘာလို့လဲဆိုတော့ဟိုအဲ့မှာတရှင်းဖွင့်ထားတော့လေဟို copyright မိပါဆိုလို့အဲကြောင့် short လိုက်တယ်အဲ့ဆိုင်နားမှာမြန်မာတယောက်ရှိတယ်သူလည်းအဲ့လိုပြောဒါစပိန်နေရောင်းတယ်ပေါ့နော်စပိန်နေကတော့ဈေးမကတ်ထားဘူးဒါပေမဲ့ကျွန်တော်ထင်တာကတော့အစ်စ်ကိုအဲ့ကောင်တွေက4,500တန်ဆိုစကန်ဆိုတော့1,000လောက်ပဲတန်ပါပါ1,000သုံးဖို့အဲ့1,000အောက်တောင်ရနိုင်သေးတယ်သူတို့ဈေးတော့နည်း short ခိုင်းရမယ်ဈေး short ခိုင်းဝယ်မှအဆင်ပြေတယ်ပေါ့နော်ဒါကတော့ကျွန်တော်ကိုယ်တိုင်အထက်ကိုချသွားလိုက်ချုပ်ပြီးတော့ဟိုဘာရလာလဲဆိုတော့ကျွန်တော်ဟိုပါလဲယောဂဆော့တယ်ဟိုအောက်မှာခင်းတဲ့အခင်းပေါ့နော်အဲ့အခင်းကိုဘတ်30လောက်နဲ့ရလာတယ်ပေါ့နော်ပြီးတော့အမှဟိုကျွန်တော်အဲ့ထက်ဝင်ပြီးတော့ကြည့်တယ်ဗျအဲ့ထက်မှာစုံမဲ့ပစ္စည်းတွေစီးတဲ့အစိုးရဆိုရင်100ပေါ့နော်8တွေ100လမ်းနဲ့အဲ့8တွေလည်းအဲ့ထက်မှာဟို brand 8တွေတွေ့လိုက်တယ်ဒီဆိုင်မှာတော့ဟိုပို့ပြီးတော့ဒီဆိုင်ဘယ်လိုရောက်လာဆိုလို့ရှောင်းရောက်သွားဗျာဒါပေမဲ့ကျွန်တော်အဲ့စီကိုတခါ3ခါရှိသွားတာဆိုနည်းနည်းတော့တွားတတ်တယ်အဲ့မှာ100လမ်းနေရှိတယ်ဗျာ30လမ်းလည်းရှိတယ်50လမ်းလည်းရှိတယ်အစုံပလို့ဟိုနောက်မှာဆိုအယုတ်ကြီးရှိတယ်အယုတ်ကြီးတွေကတော့သူတို့ခေါ်ထားတဲ့ဈေးကတော့နည်းနည်းများတယ်1000လားအယုတ်ခေါ်ရလားဘာခေါ်ရလားဘာဈေးကိုပြောရတယ်တော့မသိဒါပေမဲ့1000ဆိုတော့မတန်ပါဘူးဟိုကအမှဒီအယုတ်လေးတွေဆိုရင်တော့ဘာမှမရှိဘူးဗျာထုတ်တရုတ်20 30ကျွန်တော်အဲ့နားမှာရှိတဲ့ယောဂအဲ့အောက်ကဟုတ်တယ်အဲ့အခင်းကိုဝယ်ခဲ့တယ်ဗျာဒီစပင်းကတော့ဒါအဲ့ဆန်နဲ့ဈေးကြီးတယ် quality တော့ကောင်းမလားမသိဘူးစပင်း3500ရှိတယ်1000ကျော်စပင်းနဲ့ရှိတယ်ပေါ့နော်ဒါသူတို့ကတော့ဟိုကျွန်တော်ထင်တာတော့ဂျပန်လားအမေရိကန်ဘိန်းလားမသိဘူးပေါ့နော်ဒီဥစ္စာတွေကကြတော့ဟို20တန်တွေပေါ့အမှ20တန်တွေဒါပေမဲ့ပေါ့နော်ဟို80တန်အဲ့ဒီ brand တွေကပေါ့နော်ကျွန်တော်2ထည့်3ထည့်လောက်ဝယ်ခဲ့တယ်3ထည့်200ဆို3ထည့်ဝယ်ခဲ့အဲ့ brand တွေကရလိုက်တဲ့ဟိုပစ္စည်းတွေတော့လုံးဝဟိုဘယ်လိုပြောတကယ်ဟိုဒီလက်ရှိ shopping mall မှာပေါက်စီကအထက်ဟို9000 8000တန်တွေပေါ့နော်အဲ့ဒါတွေကို3ထည့်ရလိုက်ပါတယ်ပြီးတော့ဒါကတော့ speaker ဆိုင်ပေါ့ဗျာအမှ Sony ရောတကယ် Samsung အကုန်လုံး speaker တွေရှိတယ်ပေါ့နော်ကျွန်တော်ကတော့ farmer မှာနေရဆိုတော့ရှင်းဖို့လို့အဆင်မပြေဘူးပေါ့နော်အဲ့ကျွန်တော်လည်းဈေးလည်းတော့မမေ့လိုက်ပါဘူးဒါကတော့အဲ့ဒီဆိုင်တော့အသစ်ဆိုင်လားမသိဘူးအသစ်လားအဟောင်းလားမသိဘူးဒါပေမဲ့အမှအသစ်ဆိုင်လည်းရှိရပေါ့နော်ဈေးကကြီးပဲဗျာဒါကတော့ကျွန်တော်ဝင်လေးဝယ်လာပစ္စည်းကိုတော့ကျွန်တော်ဘောနဲ့အိမ်ကိုပြန်နေပါပြီအားလုံးကျေးဇူးတင်ပါတယ်နော်ဗီဒီယိုဆုံးနေကြည့်ပြီးတဲ့အတွက်